Hello everyone, welcome back. အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မွန်ကမဲဆရောက်တုံးမွန်တွက်လဲခဲ့တဲ့အရန်ကိုလှပြီးတော့အရန်ကို agent နဲ့ရေတကုံလေးတစ်ခုစီကိုခေါ်သားပေးမှာပဲဖြစ်ပါတယ်။အဲ့ဒီရေတကုံလေးကတော့ Taralak ရေတကုံပဲဖြစ်ပါတယ်။မွန်နေတဲ့နေရာကနေပြီးတော့ရေတကုံစီကိုသွားတဲ့ကားလေးတွေရှိပါတယ်။အဲ့ဒီကားလေးတွေကိုစောက်စီပြီးတော့ရေတကုံစီကိုသွားပါတယ်။မိုးနေခဲ့တဲ့နေရာကမဲကူမှာဖြစ်ပါတယ်မဲကူကနေပြီးတော့ Tower Light ရေတကွန်စီကို48ကားသေးလေးတွေကိုစီးပြီးတော့သွားလို့ရပါတယ်မုံအပြင်သွားတာဖြစ်ဖြစ်ခီးသွားတာဖြစ်ဖြစ် Google Map ကိုကြည့်ပြီးတော့သွားပါတယ် Google Map ကိုကြည့်ပြီးတော့သွားတဲ့ခါမှာကိုပညာကိုရောက်နေပြီလဲရောက်ဖို့ဘယ်လောက်လိုသေးလဲပြီးတဲ့ခါမှာဘယ်လိုမျိုးသွားမလဲဆိုတာကိုသိရပါတယ်မိနစ်20လောက်စီးပြီးတဲ့အခါမှာတော့ရေတကွန်ထဲကိုဝင်တဲ့လမ်းစီရောက်ပါပြီ Guys, this is so beautiful. Oh my god, I can't believe I am here. You know, the waterfall it's just so amazing, you know. I can literally see the waterfall from far away, but it's just perfect. By the way, guys, I could have come here by a motorbike. I mean, I would have ride a motorbike since yesterday, but there's a thing that you need to watch out for if you're especially in Mesot. I mean, compared to Bangkok, Mesot, Mesot is kind of like more strict because you know, I've been to Kanchanaburi all by myself, and I got around by a motorbike even though I didn't have like any driver license. But especially in here, the police are kind of like more strict rather than Kanchanaburi that I haven't been to. So you cannot drive without a driver license. So this is the thing that you need to watch out for. This is literally why I came here by a van bus, and then I have to walk a little bit to the waterfall. I'm just so excited. I'm just getting really excited to see the waterfall. The waterfall is just right in front of me. This is like really cool. ကျွန်တော်ကရေတကွန်တွေကိုအရန်ကြိုက်တဲ့သူမလို့မဲဆောက်ကိုရောက်တာနဲ့ဒီနေရာကိုအရင်ဆုံးတက်လှည့်ပါတယ်ကြည့်ပါဦးရေတကွန်ကအမြင့်ပဲ Guys, this is all I need. I'm so fucking happy. This is like really cool. ရေတကွန်အောက်ခြေမှာဒီလိုရေကန်အကျယ်ကြီးရှိပါတယ်အဲ့ဒါအပြင်ကမှဒီဘဲလေးတွေကိုလည်းပတ်စံပေးပြီးစီးလို့ရပါတယ် This is really beautiful guys ဒီရေတကွန်မှာကရေတကွန်ပေါ်တက်ပြီးတော့ရေချိုးလို့မရတာမျိုးတွေပြီးတဲ့ခါမှာတပုံရိုက်လို့မရတာမျိုးတွေကန့်သက်ထားတာမျိုးမရှိပါဘူးရေတွေစီးနေတဲ့ရေတကွန်ပေါ်ထိတက်ပြီးတော့တပုံသွားရလို့ရပါတယ်ရေတကွန်အောက်ခြေမှာဆိုရင်လည်းဒီလိုငါးတွေအများကြီးရှိပါတယ်ပြီးတဲ့ခါမှာအားလုံးမြင်တဲ့အတိုင်းရေတကွန်ကအမြင့်ကြီးနဲ့အကြီးကြီးပဲဖြစ်ပါတယ် I'm in the forest. ဒီတော့မိုးနဲ့အတူတူရေတကွန်ပေါ်ကိုသွားတက်ကြည့်ရအောင် အားလုံးမြင်တဲ့အတိုင်းရေတကွန်ကအရန်ကိုကြီးပြီးတော့အရန်ကိုလှပါတယ်ပြီးတဲ့အခါမှာအရန်နဲ့တာရပါတယ်ငိုးသွားတဲ့အချိန်ကမိုးတွေဘက်ဖြစ်တာမလို့ရေကျတာအရန်များတယ်ပေါ့နော်ရေစီးအရန်တတ်ပါတယ်အလုပ်ပင်ပန်းတဲ့ခါဒါမှမဟုတ်ရင် energy တွေကုန်ခန်းသွားတယ်ဒါမှမဟုတ်ရင်
အားအင်းနေမရှိတော့ဘူးလို့ခံစားရတဲ့ခါမျိုးမှာခီးထွက်လိုက်ပါခဏလောက်အနားယူပြီးတော့ခီးထွက်လိုက်ပါခီးထွက်လိုက်တဲ့ခါမှာကျွန်တော်တို့ရဲ့စိတ်တွေပြန်ပြီးတော့လန်းဆန်းလာမယ်ပြီးတဲ့ခါမှာကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေပြန်ပြီးတော့အတောက်ဝင်လာမှာပဲဖြစ်ပါတယ်ဒါလေးကတော့ solo traveler တွေတယောက်တည်းခီးသွားတဲ့သူတွေအများအားကြုံရတဲ့ပြဿနာဖြစ်ပါတယ်အဲ့ဒါကတော့ဗီဒီယိုရိုက်ပေးမဲ့လူဒါမှမဟုတ်ဓာတ်ပုံရိုက်ပေးမဲ့လူမရှိတာပဲဖြစ်ပါတယ်အဲ့ခါကျတော့မော်ရဲကလည်းကိုပဲကင်မရာမန်ကလည်းကိုပဲဖြစ်ပါတယ်အဝေးကနေရေတံခွန်ကိုမြင်ရတဲ့ view ကလည်းအရန်လှပါတယ်ဒီနေ့ကျွန်တော်လဲလို့ပြီးပြီဆိုတော့ပြန်มาတော့မယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့ဆုံချင်ပါတယ် လဲပြီးပြီဆိုတော့ I'm going home ပြန်มาတော့မယ်